သူရိယာဆိုတဲ့ရဲရင်ပြတ်သားတဲ့စစ်သားတဦးရှိပါတယ်သူဟာယခုချိန်ဒုတိယကမ္ဘာစစ်ရဲ့စစ်မြေပြင်မှာတိုင်းပြည်အတွက်တရားမျှတမှုရယူဖို့သူရဲကောင်းတဦးလိုပါဝင်တိုက်ခိုက်နေခဲ့ပါတယ်သူရိယာရဲ့ခြေလက်များဟာဘယ်တော့မှနောက်မဆုတ်ရန်သူရှိရာသို့ခြေမုံရန်အမြဲတမ်းရှေ့ဆက်သွားနေခဲ့ပါတယ်ကြီးစံများပောက်ကွဲမှုများကြားထဲမှာသူ၏ခြေထောက်မှအရာတစ်ခုကိုနင်းမိလိုက်ပါတယ်ထူးဆန်းတဲ့အတွေ့အကြုံတစ်ခုကိုခန်းစားလိုက်ရပြီးအတိတ်နဲ့အနာဂတ်တို့ရဲ့ရောရှက်မှုမြင်ကွင်းတွေကိုမြင်တွေ့ခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့အရာအလုံးအမောင်ကျခဲ့ပြီးသူရဲကောင်းတဦးရဲ့နေဝင်ချိန်သို့ရောက်ရှိသွားခဲ့ပါတယ်အနာဂတ်ကမ္ဘာမှာလူသားတို့ရဲ့နည်းပညာတိုးတက်မှုဟာအာကာသထဲမှာစတင်ခြေချလာနိုင်ခဲ့ပါတယ်အာကာသလုံခြုံရေးစင်တာမှာတာဝန်ထမ်းဆောင်နေတဲ့ပီတာဆိုတဲ့ကောင်လေးဟာအာကာသချိန်စီးကြောင်းနဲ့ပတ်သက်ပြီးသူတေသနပြုလုပ်ရင်းလေ့လာနေခဲ့ပါတယ်။သူဟာကမ္ဘာကြုံမှာမွေးဖွားပြီးအာကာသယဉ်ကျေးအတွင်းမှာကြီးပြင်းခဲ့တာဖြစ်ပါတယ်။ဒီနေ့ပီတာအာကာသရင်ကုန်းဘက်ပေါ်တွင်လူများစုဝေးလေတီးတိုးပြောဆိုနေတာကိုတွေ့ခဲ့ပြီးစူးစမ်းဖို့သွားရင်းမိခင်ဂျိုကိုဥက္ကာခဲကြီးတစ်ခုဝင်တိုက်လိုက်တာကိုမြင်တွေ့ခဲ့ရပါတယ်။ပီတာငယ်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အိမ်မက်ထဲကရင်ခွင်းနဲ့ထပ်တူကျနေခဲ့ပါတယ်။ဒါကြောင့်ပီတာလည်းကမ္ဘာကိုနောက်တစ်ကြိမ်ကဲတင်ရန်အချိန်ကြီးသောဆက်ကြီးဒီနေရာကိုရှာဖွေနေခဲ့ပါတယ်။သူတေသနလေ့လာတွေ့ရှိချက်များအရနိုဘာစက်တကြိုမှာအချိန်ကြီးသောဆက်ရှိတာကိုသိလိုက်ရပါတယ်။နိုဘာစက်တကြိုတို့ရောက်တဲ့အချိန်မှာအချိန်ကြီးသောဆက်ကိုဖွင့်ပြီးကမ္ဘာမပြတ်ခင်ပီတာမမွေးသေးသောအချိန်ကာလတစ်ခုအချိန်ကြီးသွားခဲ့ပါတယ်အဲ့ဒီနောက်မကြာတော့တဲ့အနာဂတ်မှာဥက္ကာခဲတစ်ခုကမ္ဘာကိုရုတ်တရက်ဝင်တိုက်တော့မှာဖြစ်ပြီးအဲ့ဒီဥက္ကာခဲအနေရကနေလွတ်မြောက်ဖို့အစီအစဉ်တစ်ခုရှိကြောင်းရှင်းပြခဲ့ပါတယ်ကမ္ဘာမှာရှိတဲ့လူသားတွေကလည်းပီတာရဲ့စကားကိုနားထောင်ခဲ့ပြီးပီတာနောက်လိုက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့ပီတာလည်းအနာဂတ်နည်းပညာများကိုလူသားတို့အားမျှဝေခဲ့ပြီးကမ္ဘာမြေမှထွက်ခွာလာခဲ့ပါတယ်သူတွေတနာတွေ့ရှိချက်တွေအရလူသားတို့နေထိုင်ဖို့ကမ္ဘာမြေအသစ်စီတို့ရောက်ရှိလာခဲ့ပါတယ်စူးစမ်းလေ့လာရေးရှေ့ပြေးအဖွဲ့ကသူတို့နေထိုင်ဖို့ကမ္ဘာမြေအသစ်ကိုလေ့လာနေချိန်မှာပီတာမတွက်ဆထားတဲ့အရာတစ်ခုဖြစ်ပွားခဲ့ပါတယ်စူးစမ်းလေ့လာရေးအဖွဲ့ကိုအမီမတိတတဝါတွေကတိုက်ခိုက်လိုက်ပါတယ်ပီတာရဲ့လေ့လာတွေ့ရှိချက်တွေမှာလည်းဒီကမ္ဘာမှာတက်ရှိတွေရှိနေတာကြိုတင်မသိခဲ့တာကြောင့်လည်းဖြစ်ပါတယ်အဲ့ဒီသတင်းကိုလူသားတို့ရဲ့စစ်ဘက်မှာတာဝန်ရှိတဲ့လူတွေသိတဲ့အခါလူသားတို့ရှင်သန်နေထိုင်ရေးအတွက်တိုက်ခိုက်ရမှာဖြစ်ကြောင်းဆုံးဖြတ်ခဲ့ကြပါတယ်အဲ့ဒီနောက်ပီတာလည်းလူသားတို့တက်ရှင်နေထိုင်ရေးအတွက်တိုက်ပွဲမှာပါဝင်ခဲ့ရပါတယ်ဂျိုသားတို့နဲ့အချိန်ကာလများစွာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲတွေကလည်းလုံပြင်းထန်ခဲ့ပါတယ်အာကာသတိုက်ပွဲဟာအလွန်ပြင်းထန်လုံးလာပြီးဒေသပစ်ခတ်တွေမိလောင်နေတဲ့အာကာသရင်တွေနဲ့ပောက်ကွဲတံအော်ဟစ်တံများကကောင်းကင်တခွင်ကိုလွှမ်းခြုံထားပါတယ်ပီတာလည်းလူသားမျိုးနွယ်ရဲ့အနာဂတ်ကိုကာကွယ်ဖို့အတွက်အသက်ကိုဆွန့်လွတ်ပြီးတိုက်ပွဲရဲ့အလယ်မှာကျဆုံးသွားခဲ့ပါတယ်
နှစ်ပေါင်းများစွာကြာလာတဲ့အချိန်မှာတော့လူသားတွေဟာဂျိုသားတို့ကိုအနိုင်ရခဲ့ပြီးဂျိုသားတွေလည်းသူတို့ရင်ပြက်စည်းတွေနဲ့အာကာသတဲသို့ထွက်ပြေးသွားခဲ့ကြပါတယ်လူသားတို့ရှင်သန်နေထိုင်ရေးအတွက်မဟာအောင်ပွဲကြီးတစ်ခုကိုဖန်တီးနိုင်ခဲ့ကြပါတယ်ဂျိုသားတွေကိုအနိုင်ရခဲ့တဲ့လူသားမျိုးနွယ်တွေဟာမဟာအောင်ပွဲကြီးတစ်ခုကိုရရှိခဲ့ပြီးအဲ့ဒီအောင်ပွဲရဲ့အလင်းရောင်အောက်မှာနိပညာမြင့်မားတဲ့ရွှေခေတ်တစ်ခေတ်ကိုခမ်းနားစွာဖန်တီးနိုင်ခဲ့ကြပါတယ်စကြဝဠာရဲ့နက်နဲသောရှုပ်ဝက်ချက်တွေကိုဖော်ထုတ်နိုင်တဲ့သိပ္ပံပညာရှင်တွေလူသားတွေကိုအစစ်မြင့်ဝန်ဆောင်မှုများပေးနိုင်သော AI နည်းပညာတွေနဲ့အာကာသရဲ့အဆုံးမရှိသောသဘာဝစွမ်းအင်များကိုထုတ်ယူသုံးစွဲနိုင်မှုတို့ကလူသားမျိုးနွယ်ရဲ့အိမ်မက်တွေနဲ့အနာဂတ်တွေကိုအမြင့်ဆုံးသို့ပို့ဆောင်ပေးနိုင်ခဲ့ကြပါတယ်အာကာသယာဉ်တွေနဲ့ကြယ်တွေကိုဖျက်ချော်ခီးနေနိုင်ခဲ့ပြီးအာကာသခီးသွွားလုပ်ငန်းတွေပုံမတိုးတက်လာခဲ့ပါတယ်ဒါပေမဲ့အာကာသထဲမှာရရှိလာတဲ့အရည်သွေးမြင့်သဘာဝစွမ်းအင်တွေကိုခွဲဝေသုံးစွဲရမှာလူသားတွေကြားသဘောထားကွဲလွဲမှုတွေဟာမျက်စိတမိတ်အတွင်းပုံမတင်းမာလာခဲ့ပါတယ်တစ်ဖက်မှာစွမ်းအင်တွေကိုစီးပွားဖြစ်အသုံးပြုပြီးအကျိုးမြတ်များစွာရယူလိုတဲ့အာဏာရှင်စိတ်သက်ရှိသူတွေနဲ့နောက်တစ်ဖက်မှာလူသားအလုံးအတွက်လက်လူညီမျှခွဲဝေပေးဖို့ကြွေးတောင်းဆိုနေသူတွေဖြစ်ပါတယ်အဲ့ဒီညှဉ်းပွားမှုတွေကြားထဲမှာနိုင်ငံရေးအုပ်စုတွေလည်းအာဏာလုံဆွဲမှုတွေနဲ့အကျိုးစီးပွားအတွက်အားပြိုင်မှုတွေဟာဆက်မတန်မြင့်တက်လာခဲ့ပါတယ်ဖြည်းဖြည်းတင်းမာလာသောအခြေအနေတွေဟာကမ္ဘာမြေတစ်ခုလုံးကိုမိခိုးများနှင့်ပြာမုံများဖုံးလွှမ်းသွားစေမဲ့နေပညာမြင့်မားသောမဟာစစ်ပွဲကြီးတစ်ခုရဲ့မိဘကိုမိငွေလိုက်ရကနေလူသားမျိုးနွယ်တစ်ခုလုံးမဆုံးနိုင်သောပျက်စီးမှုများဒုက္ခများနှင့်မျက်ရည်များစီသို့ဥတည်သွားခဲ့ပါသည်
အဲ့ဒီစစ်ပွဲကအလွန်ပြင်းထန်ပြီးပြည်သူတွေအများကြီးဒုက္ခရောက်ခဲ့ကြရပါတယ်စစ်ပွဲကြီးအပြီးမှာတော့ကမ္ဘာမြေဟာအရာအလုံးပျက်စီးလို့နှိပါဖြစ်ခဲ့ပါတယ်။နောက်ဆုံးရှင်တန်သူအနှဲငယ်တို့ကနေပညာများနဲ့ရှင်တန်ခြင်းကိုဆွန့်လွတ်ခဲ့ပြီးတဘာဝအတိုင်းရှင်တန်နေထိုင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အဲ့ဒီအချိန်ကနေစပြီးလူသားတို့ရဲ့သမိုင်းတစ်ခုစတင်ခဲ့ပါတယ်။စစ်ပွဲကြီးအပြီးရှင်တန်ခဲ့တဲ့အနှဲငယ်သောလူတစုဟာကမ္ဘာဦးလူသားတွေအဖြစ်အမည်တွင်လာခဲ့ပါတယ်။လူဝီဟာကြောက်ခင်မှာနေထိုင်တဲ့ကလေးတဦးဖြစ်ပါတယ်။ကြောက်ခေရဲ့တနေ့တာဖြတ်တန်းခဲ့ပြီးညချိန်မောင်ရီပြိုးစအချိန်တို့ရောက်ရှိလာခဲ့ပါတယ်။လူဝီကစော့ကစားနေရင်ကောင်းကင်မှာကျဲကျွေသွားတာကိုရုတ်တရက်တွေ့လိုက်ရပါတယ်။အဲ့ဒီနောက်မှာလူဝီဟာမိုံဘေးနားမှာရှိတဲ့အဖိုးကိုတယောက်ကိုကျဲတွေဘာကြောင့်ကျွေရတာလဲလို့မေးလိုက်ပါတယ်။အဖိုးကိုလည်းငါတို့ရဲ့ဘိုးဘေးတွေကစကြဝဠာရဲ့တနေရာမှာတတဝါတွေကိုကဲတင်နေတာဖြစ်မှပေါ့လို့ရဲရဲမောမောပြန်ဖြေခဲ့ပါတယ်။အဲ့ဒီညမှာတော့လူဝီလည်းထူးခြားဆန်းကျယ်ပြီးရှိုးဝက်နဲ့နေတဲ့အာကာသရဲ့ပုံရိပ်တချို့နဲ့စကြဝဠာရဲ့စစ်ပွဲတွေအကြောင်းအိမ်မက်မက်နေခဲ့ပါတယ်။ကျုံးဆိုတဲ့အဖိုးကိုတယောက်ဟာအိမ်မက်မက်နေခဲ့ပါတယ်သူ့အိမ်မက်ထဲမှာကျဲတစင်းနဲ့အတူပြေးလွှားနေတဲ့ကျုံးငယ်ဘဝကပုံနဲ့ဆင်တဲ့လူငယ်လေးတယောက်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်မှာတော့ကျုံးလဲရုတ်တရက်လက်နိုးလာခဲ့ပြီးသူငယ်စဉ်ကပထမကဘာစစ်မှာစစ်မှုထမ်းခဲ့တဲ့လူငယ်ဘဝကတက်ပုံလေးကိုထုတ်ကြည့်ရင်အတွေးများရှုပ်ထွေးနေခဲ့ပါတယ်သူငယ်ငယ်ကမပေါက်ကွဲရဲ့မိုင်းတလုံးနင်းမိချိန်မှာဖြစ်တဲ့ထူဆန်တော်လျက်တစ်ပြက်မြင်ကွင်းနဲ့ခန်းစားချက်ကိုအိမ်မက်ထဲမှာပြန်တွေ့ခဲ့ရလို့ဖြစ်ပါတယ်အဲ့ဒါကြောင့်ထူးဆန်းတဲ့အကြောင်းအရာတွေကိုဒိုင်ယာရီမှာရေးပြီးတိတ်ဆိတ်နေသောညရှုခင်းတစ်ခုရှိရာသို့ထွက်လာခဲ့ပါတယ်ကျယ်ရီစီထားတဲ့ကောင်းကင်နေကျဲတစင်းကြွေကြတာကိုမြင်လိုက်ရပါတယ်။ကျုံလဲသူ့တဘဝလုံးဖြည့်ရှင်းလို့မရခဲ့တဲ့ထူးဆန်းတဲ့တိုက်ဆိုင်မှုတွေကိုအဖြေကိုရသွားဟန်နဲ့တူပါတယ်။